เทศเดียวกับอมวยแม่จีเป้เสียชีเลยเป้บีตูเนี่ยปัดเด็ดก็ตาเดียวไปชีเลยช่วยมิวแม่ชีเลยอันนี้ป้าวันจิตเกจิเนี่ยมิวชีเลยไอ้เด็กเทศเองมาช่างเว้นมาลานี่เนี่ยก้องบีမင်းကတယောက်တည်းပဲမင်းနဲ့မဆိုင်ဘူးငါတို့ကပူများတယ်မင်းအဖေရဲ့အမွေအနှစ်ဒီမြေကွက်ငါတို့နဲ့ဆိုင်တယ်ပြောရင်အဲ့ဒီတယောက်ကလက်ခံမလားဆိုတော့ပိုင်ဆိုင်မှုဒီတမိုင်းကြောင်းနဲ့လာတယ်ပိုင်ဆိုင်မှုဒီအားလုံးရဲ့အတိအမှတ်ပြုခြင်းနဲ့လာတယ်ကချင်ပြည်ဆိုတာရှေ့တုန်းကဗမာတယောက်မှမရှိတဲ့အချိန်မှာကချင်ပြည်ဆိုပြီးရှိတယ်ဖားကန်မှာ1954ခုနှစ်မှာဗမာတယောက်ပဲရောက်တယ်ဒီအရင်မှာပမာမရောက်ဘူးဆိုတော့ပိုင်ဆိုင်ခြင်းကလူများနဲ့ဆိုင်တယ်လားတမိုင်းကြောင်းနဲ့ဆိုင်တယ်လားသွေးနဲ့ဆိုင်တယ်လားတမိုင်းနဲ့ဆိုင်တယ်လားခမများတို့ခွဲပေးတဲ့မြေမဟုတ်ဘူးကလားခွဲပေးတဲ့ကချင်ပြည်လည်းမဟုတ်ဘူးတရုတ်ခွဲပေးတဲ့ကချင်ပြည်လည်းမဟုတ်ဘူးဟိုးအေဒီတရားနေရာကနေမလို့ရှိနေတာဆိုတော့အဲ့ဒီတုန်းကဗမာရှိတယ်မရှိဘူးတောင်မသိဘူးဗမာတွေတောင်မှကချင်လူရိုင်းတွေလူသားသားတွေလို့သတ်မှတ်နေတဲ့အချိန်အခုကြမှာရှမ်းတွေများလို့ဗမာတွေများလို့ဒါလာမလုံးနဲ့မခံနိုင်ဘူးဒါတမိုင်းကတမိုင်းပဲအဖိုးအဖွားနဲ့ဆိုင်တယ်ဘေးဘီနဲ့ဆိုင်တယ်တမိုင်းเจ้าကိုဘယ်သူမှဖြောက်လို့မရဘူးကချင်တယောက်တည်းပဲနေကချင်ပြည်နယ်ဟာကချင်ပြည်နယ်ပဲဗမာတွေတန်းနဲ့ချီပြီးလာနေကချင်ပြည်နယ်ပဲဗမာပြည်မှာကချင်နေအများကြီးလာနေပြီးအဲ့ဒီဗမာပြည်ကိုကချင်ပြည်သွားလို့မရဘူး